အားလုံးပဲမင်္ဂလာခင်ဗျာ Seven Star Sport Facebook page နဲ့ YouTube channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့နောက်ဆုံးရနိုင်ငံတကာဘောလုံးအားကစားသတင်းများနဲ့ဘောလုံးလောကရဲ့ဘူးသူရများအကြောင်းကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ခုအနေနဲ့တော့ကျွန်တော်တို့နီးပြလောကတွေကိုပြန်လည်ဝင်ရောက်တော့မဲ့ Zinedine Zidane ပဲဖြစ်ပါတယ်Real Madrid ရဲ့နီးပြဟောင်းZinedine Zidane ကနီးပြလောကတွေကိုပြန်ဝယ်ဖို့ဆုံးဖြတ်ထားပါတယ်အသက်52နှစ်အရွယ် Zidane ကပြည်သက်လက်ရွေးစင်အသင်းရဲ့လက်ရှိနီးပြ DA Show ရဲ့2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာပြည်သက်အသင်းကိုကိုက်တွယ်ဖို့ရှိနေပြီးတကယ်လို့ပြည်သက်လက်ရွေးစင်အသင်းကသူတို့အသင်းရဲ့လက်ရှိနီးပြကိုထောက်ပံ့ဖို့ဆန္ဒမရှိဘူးဆိုရင် Zidane အနေနဲ့တခြားနောက်မဲ့ကျော်ကလပ်တစ်ခုခုကိုကိုက်တွယ်တော့ဖို့လည်းရှိနေပါတယ်နောက်တစ်ခုကတော့Real Madrid အသင်းကိုအလော့ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့တော့မဲ့ Trent Alexander-Arnold ပဲဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့ညာနောက်ကစားသမား Trent Alexander-Arnold ဟာလာမယ့်ရာသီမှာလီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးစာချုပ်အသစ်ချုပ်ဆိုဖို့ညှိပယ်ထားပြီးတော့လာမယ့်ရာသီ Real Madrid အသင်းကိုအလော့ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့တော့မယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။တစ်ဖက်မှာလည်း Arnold က Real Madrid အသင်းကိုအလော့ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ဖို့အစောတည်းကဆုံးဖြတ်ထားပြီးသားဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ Marcus Rashford ကိုပြန်မခေါ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ Haaland ကိုပါကျွန်တော်တို့ဈေးသတ်မှတ်လိုက်တဲ့ Manchester United အသင်းဟာသူတို့အသင်းရဲ့တိုက်စစ်မှုတွေဖြစ်တဲ့ Marcus Rashford နဲ့ Rasmus Haaland ကိုရောက်ထုတ်ဖို့ဆုံးဖြတ်ထားပါတယ်။ Manchester United အသင်းရဲ့နီးပြ Ruben Amorim က Aston Villa အသင်းမှာခြေစွမ်းပြနေတဲ့ Marcus Rashford ကိုပြန်မခေါ်ဖို့ဘုတ်ဖွဲ့ဝေတွေကိုပြောလိုက်ပြီးသူတို့အသေးရဲ့လက်ရှိဒိန်းမတ်တိုက်စစ်မှု Rasmus Haaland ကိုပါဒီယာဒီပြီးရင်ရောက်ထုတ်ဖို့ပြောကြားခဲ့ပါတယ်။ Manchester United အသင်းဟာ Marcus Rashford ကိုပေါင်တန်း60အထိဈေးတိုးမြင့်သတ်မှတ်လိုက်ပြီးတော့ Haaland ကိုလည်းပေါင်တန်း50ဈေးသတ်မှတ်လိုက်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ UEFA Nations League ဘောလုံးပွဲကိုဘယ်အသင်းတွေတက်ရောက်သွားမှာလဲ။ UEFA ကမနေ့ကစားခဲ့တဲ့ UEFA Nations League ဘောလုံးပွဲစဉ်တွေအပြီးမှာ Semi Final မှာတွေ့မဲ့အသင်းတွေကိုပါတခါတည်းဖော်ပြခဲ့ပါတယ်။ဒီစီးရင်မှာ Asian Germany အသင်းဟာ Ronaldo ဦးဆောင်တဲ့ Portuguese အသင်းနဲ့တွေ့ဆုံနေပြီးတော့တစ်ဖက်မှာတော့လူငယ်တွေနဲ့တောက်ပနေတဲ့ Spain အသင်းနဲ့ Kylian Mbappe ဦးဆောင်တဲ့ပြင်သစ်အသင်းကထိပ်တိုက်တွေ့ဆုံနေပါတယ်။ဂျော်လ9ရက်နေ့နဲ့6ရက်နေ့မှာကစားမဲ့ဒီပွဲစဉ်တွေအပြီးမှာတော့ဘယ်အသင်းကဘောလုံးပွဲကိုရောက်ရှိနိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့တော့သွဲကို1000ပြီးဖို့82ဂိုးသာလိုအပ်တော့တဲ့ Cristiano Ronaldo ပဲဖြစ်ပါတယ်။မနေ့ညကစားခဲ့တဲ့ UEFA Nations League ဒိန်းမတ်နဲ့ဒုတိယကြော့ပွဲစဉ်မှာသွဲကိုတကိုရရှိခဲ့တဲ့ Cristiano Ronaldo ဟာဒီသွဲကိုကြောင့်ကစားသမားဘဝစုစုပေါင်း929ဂိုးအထိရှိလာပြီးသွဲကို1000ပြီးဖို့82ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။မနေ့ကပွဲမှာသူ့အနေနဲ့ penalty ကနေတစ်စစ်သွဲကိုတကိုရရှိဖို့နှိစက်ခဲ့ပေမဲ့လည်းလွဲချော်ခဲ့တာကြောင့်ဒုတိယပိုင်း80မိနစ်သွဲကိုတကိုနဲ့929ဂိုးအထိရှိလာခဲ့တာဖြစ်ပါတယ်။အသက်40ရှိနေပြီဖြစ်တဲ့ Ronaldo ဟာအခုလက်ရှိ UEFA Nations League A အဆင့်မှာသွဲကို6ဂိုးနဲ့ဂိုးသွဲအများဆုံးကစားသမားဖြစ်လဲရပ်တည်ထားနိုင်ခဲ့ပါတယ်။ဒီညသတင်းလေးကတော့ဒီလောက်ပါပဲ။ကြည့်ရှုတဲ့ညီကိုမောင်နှမတယောက်ချေစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။တကယ်လို့သင်အနေနဲ့ဘောလုံးဝါသနာပါတဲ့လူတယောက်ဖြစ်လို့ရှိရင်ကျွန်တော်ရဲ့ Seven Star Sport Facebook page နဲ့ YouTube channel လေးကို follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒီ page လေးနဲ့ကျွန်တော်တို့ channel လေးကနေပြီးတော့ဘောလုံးလောကရဲ့နောက်ဆုံးရအားကစားသတင်းတွေနဲ့ကျွန်တော်တို့ဘောလုံးလောကရဲ့အမှုတုဒ္ဒများအကြောင်းကိုဆယ်ဆဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်